AR အသင်းရဲ့ချန်ပီယံလမ်းကြောင်းကိုပြန်လည်အသက်ဝင်စေခဲ့တဲ့ ISB အသင်းရဲ့တရေပွဲမြန်မာဘောလုံးရှစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျ။ Bami Sport News Facebook YouTube နဲ့ TikTok Channel တွေကနေပြီးကြိုဆိုလိုက်ပါတယ်ခင်ဗျ။2026-29မြန်မာမျိုးသမီးလက်ရာသီရဲ့ချန်ပီယံဆုတိုက်ပွဲဟာပုံမူပြီးစိတ်လှုပ်ရှားစရာကောင်းလာခဲ့ပြီဖြစ်ပါတယ်။အကြောင်းရင်းကတော့လက်ရှိဇယားထိပ်မှာဦးဆောင်နေတဲ့ ISB အသင်းဟာပွဲစဉ်ရှောက်မှာတော့ရတနာပုံအသင်းနဲ့ရင်ဆိုင်ခဲ့ရပြီးတော့အနိုင်ရလက်မယူနိုင်ခဲ့ဘဲနဲ့တရေရလက်နဲ့သာကျိနှက်ခဲ့ရတာကြောင့်ပဲဖြစ်ပါတယ်။ဒီပွဲမတိုင်ခင်ထိ ISB အသင်းဟာဒီယာဒီမှာကစားခဲ့သမျှပွဲတိုင်းကိုအနိုင်ရယူထားပြီးတော့ရာနှုန်းပြည့်နိုင်ပွဲနဲ့ချန်ပီယံဆုအတွက်အကောင်းဆုံးရှေ့လှမ်းတွေလှမ်းနေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ရတနာပုံအသင်းနဲ့ပွဲစဉ်မှာတော့ ISB အသင်းအတွက်မျှော်လင့်ထားသလိုလွယ်ကူတဲ့ပွဲတစ်ပွဲဖြစ်မလာခဲ့ပါဘူး။ ISB အသင်းဟာတိုက်စစ်ပိုင်းမှာအခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပြီးတော့ဂိုးပေါက်တဲ့ကန်သွင်းမှု9ချိန်အထိရှိခဲ့ပေမဲ့ရတနာပုံအသင်းရဲ့ဂိုးသမားလှလှထွေးကအကောင်းဆုံးလက်စွမ်းပြကကာကွယ်နိုင်ခဲ့တာကြောင့် ISB အသင်းရဲ့အနိုင်ရလက်ကိုတားဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ဒီရလဟာရတနာပုံအသင်းအတွက်အရေးကြီးတဲ့ရမှတ်တမှတ်ဖြစ်ခဲ့တယ်လို့ ISB အသင်းအတွက်တော့ဒီယာဒီပထမဆုံးရမှတ်ဆုံးရှုံးခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဒီရလကြောင့်မြန်မာမျိုးသမီးလက်ရဲ့ချန်ပီယံဆုတိုက်ပွဲကပို့ပြီးတော့အသက်ဝင်လာခဲ့ပါတယ်။ ISB အသင်းဟာပွဲစဉ်3မှာချန်ပီယံဆုအတွက်အဓိကပြိုင်ဘက်ဖြစ်တဲ့ AR အသင်းကိုအဝေးကွင်းမှာအနိုင်ရယူခဲ့ပြီးရမှတ်3မှတ်အသာနဲ့ဥဆောင်နေခဲ့တာဖြစ်ပါတယ်။အဲဒီအချိန်မှာ ISB အသင်းကချန်ပီယံဆုအတွက်အနည်းငယ်အသာစီးရနေတယ်လို့မြင်တွေ့ခဲ့ရပေမဲ့ပွဲစဉ်6မှာဖြစ်ပေါ်လာတဲ့တရေရလက်ကြောင့်အခြေအနေတွေကပြန်လည်ပြောင်းလဲသွားခဲ့ပါတယ်။ AR အသင်းကလည်းရန်ကုန် United အသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာဘင်္ဂလားဒေ့ရှ်တောင်ပန်ကစားသမားရီတူရဲ့တလုံးနဲ့သောသွင်းကိုနဲ့အနိုင်ရယူနိုင်ခဲ့တာကြောင့်အရေးကြီးတဲ့ရမှတ်3မှတ်ကိုရရှိခဲ့ပါတယ်။အဲဒါကြောင့်လက်ရှိအချိန်မှာ ISB အသင်းနဲ့ AR အသင်းတို့ကြားရမှတ်ကွာဟမှုဟာအနည်းဆုံးအခြေအနေထိရောကျလာခဲ့ပြီးတော့ချန်ပီယံဆုအတွက်ပြိုင်ဆိုင်မှုကပိုပြီးတော့ပြင်းထန်လာခဲ့ပြီဖြစ်ပါတယ်။ဒါအပြင်ဒီနှစ်ရာသီမှာရန်ကုန် United ရှမ်း United နဲ့ရတနာပုံအသင်းတို့လိုအသင်းကောင်းတွေရှိနေတာကြောင့်ထိပ်ဆုံးအသင်းတွေအမှတ်လျော့သွားတိုင်းအခွင့်အရေးယူနိုင်မဲ့အခြေအနေမှာရှိနေပါတယ်။အထူးသဖြင့်ပွဲစဉ်ခွန်မှာ AR အသင်းဟာရတနာပုံအသင်းရဲ့ထပ်မံရင်ဆိုင်ရမှာဖြစ်တာကြောင့်ဒီပွဲဟာလည်းချန်ပီယံဆုတိုက်ပွဲအတွက်အရေးကြီးတဲ့ပွဲတစ်ပွဲဖြစ်လာအောင်ပါ။ AR အသင်းသားရတနာပုံကိုကြော်ဖြတ်ပြီးရမှတ်ပြည့်ရယူနိုင်ခဲ့မယ်ဆိုရင်တော့ ISB အသင်းကိုပိုမိုဖိအားပေးနိုင်မှာဖြစ်ပြီးတော့ချန်ပီယံဆုတိုက်ပွဲဟာပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းလာမှာဖြစ်ပါတယ်။ဘောလုံးလောကမှာလိပ်ပြိုင်ပွဲဆိုတာရှည်လျားတဲ့ခရီးတစ်ခုလိုပါပဲတပွဲချင်းစီမှာအသင်းတိုင်းကခြေချော်နိုင်တယ်လို့အမှားအနည်းဆုံးအသင်းကသာရာသီအဆုံးမှာချန်ပီယံဆုကိုကင်မြှောက်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့် ISB အသင်းကပဲချန်ပီယံဆုကိုပြန်လည်ရယူသွားမလားဒါမှမဟုတ် AR အသင်းက2နှစ်ဆက်ချန်ပီယံဖြစ်အောင်ပွဲခံနိုင်မလားဒါမှမဟုတ်ရှမ်း United ရန်ကုန် United နဲ့ရတနာပုံအသင်းတို့တွေကတသင်းကမတင်မှတ်ဖဲနဲ့ချန်ပီယံဆုကိုရယူသွားနိုင်မလားဆိုတာကတော့လာမယ့်ပွဲစဉ်တွေမှာဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။မြန်မာဘောလုံးပရိသတ်တွေအနေနဲ့ရောဒီရာသီမြန်မာမျိုးသမီးလေးချန်ပီယံဆုကိုဘယ်အသင်းကရယူသွားနိုင်မယ်လို့ထင်ပါသလဲ ISB လား AR လားဒါမှမဟုတ်တခြားအသင်းတစ်သင်းကအားသင်းပွဲချန်ပီယံဖြစ်သွားမလားဆိုတာပရိသတ်တို့ရဲ့ခံမှန်းချက်အမြင်တွေကိုလည်း comment မှာဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးခဲ့ကြပါအောင်ခင်ဗျကျွန်တော်ရဲ့သတင်းဗီဒီယိုကိုသဘောကျတယ်ဆိုလို့ရှိရင် like and share ပြုလုပ်ခဲ့ပေးဖို့မမေ့ပါနဲ့အောင်ခင်ဗျမြန်မာဘောလုံးအကြောင်းအရာအသစ်တွေကိုအချိန်နဲ့တပြေးညီသိရှိရအောင်လဲကျွန်တော်တို့ Bami Sport News Channel ကိုလည်း like subscribe follow ပြုလုပ်ထားခဲ့ကြဖို့မေတ္တာရပ်ခံခြင်းပါတယ်ခင်ဗျမြန်မာဘောလုံးပရိသတ်များအားလုံးကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျ